ဒီနေ့အိမ်မှာဘာတွေချက်ကြလဲရှင်ဈေးမှာငပုံနာလေးတွေတွေ့လို့10သား9000နဲ့20သားဝယ်လာပြီးတော့ငပုံနာကြော်ချက်လေးချက်စားပါမယ်ရှင်ငါးလေးတွေကြော်ဖို့အရင်ဆုံးစီပူလာရင်အိုးမကတ်အောင်လို့ပြောင်းခွန်မုံလေးအနှဲငယ်ဖြူပေးထားပါတယ်ရှင်ပြီးရင်တော့ငါးလေးတွေကိုကျွတ်လေးဖြစ်အောင်ရင်ကြော်ပါမယ်ငါးလေးတွေကိုလေတစ်ဖက်ကကြက်ပြီးတော့ကျွတ်လာမှနောက်တစ်ဖက်ကိုလှန်ပေးတာကလည်းအိုးကတ်တာအောင်တတ်တာစေပါတယ်ရှင်ဒီငပုံနာလေးတွေကလေဥပါလို့လားမသိဘူး20သားကို6កောင်မဲရတယ်ရှင်ဒီအေးလေးနဲ့ကြော်တာတစ်ဖက်ကကျွတ်လာပြီဆိုရင်တော့နောက်တစ်ဖက်ကိုတေချာလေးလှန်ပေးလိုက်ပါတယ်ငါးလေးတွေကနှစ်ဖက်လုံးရဲပြီးကျွတ်လာပြီဆိုရင်တော့စီစစ်ပြီးဆယ်ပေးထားပါတယ်ရှင်ကြော်ထားတဲ့ငါးလေးတွေကိုပြန်နှက်ဖို့အတွက်ခုနကငါးကြော်ထားတဲ့စီလေးကိုနည်းနည်းထည့်ပြီးတော့ကြက်သွန်ဖြူနီးနဲ့ရောင်တင်မှုတ်ကျိတ်ထားတာလေးကိုထည့်ပြီးစီတက်ပါတယ်ရှင်အရောင်လေးလှလာပြီဆိုရင်တော့ငန်းပြားရည်လေးပါထည့်ပြီးတခါတည်းစီတက်ပေးပါတယ်စီတက်နံလေးမွေးလာပြီးကြက်သွန်နီလေးတွေကျွတ်လာပြီဆိုရင်တော့ငါးလေးတွေထည့်ပြီးတော့လုံးမေးလို့ရပါပြီရှင်ငကြော်လေးနဲ့ကြက်သွန်ဖြူလေးနှက်ဆက်သွားပြီဆိုရင်တော့မိဘဝါချလို့ရပါပြီရှင်ဒီငပုံနာကြော်ချက်လေးရလေတစ်မျိုးလေးစားကောင်းတာမို့လိုက်ကြော်စားကြည့်ကြပါအောင်ရှင်ပြီးရင်တော့မနေ့ကကြံတဲ့ချမောင်ရွက်နဲ့မြင့်ဟင်းလေးကိုဆက်ဆက်လေးစားချင်တာနဲ့ငရုတ်သီးစိမ့်လေးတွေထပ်အုပ်ပြီးတော့နှွှေးထားလိုက်ပါတယ်ရှင်ဒါလေးကတော့အမေအိမ်ရပေးတဲ့ငဖက်ရိုးရိုးရွက်ဟင်းလေးနဲ့မှုန့်ဟင်းလေးပါရှင်။ခွေးတော့ရွက်ဟင်းကြိုလေးချက်ဖို့အတွက်တော့ကြက်ရိုးလေးတွေကိုအရင်ပြုတ်ထားပြီးစားကန်ဒီမှာအရွက်လေးခတ်ပြီးတော့တောက်ပါမယ်ရှင်။ဘာဟင်းတွေချက်ကြလဲရှင်ပြောသွားပေးကြပါဦး။